အားလုံးမင်္ဂလာပါဒီနေ့မှာတော့ဖြင့်ကျွန်တော်တို့ကနှာခေါင်းပိတ်တာနဲ့ပတ်သက်ပြီးအကြောင်းပြောမယ်ဆိုတော့နှာစီးနှာခေါင်းပိတ်ဖြစ်တဲ့ကိစ္စပါနော်ခုလိုမျိုးတောက်ကွေးရသည်မှာနှာစီးကြတယ်နှာခေါင်းပိတ်တဲ့ကိစ္စတွေရှိတယ်တချို့သောသူတွေကလည်းကျွန်တော်တို့ဒီတောက်ကွေးပိုးကြောင့်မဟုတ်ဘဲနဲ့ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေတဲ့အမှုံအမားတွေမတည့်သောပစ္စည်းတွေဒါတွေနဲ့ကျွန်တော်တို့ကနားတရှိအခြေအနေလိုမျိုးတွေလည်းကျွန်တော်တို့ရှိနေအဲ့တော့အဲ့နှာစီးနှာခေါင်းပိတ်တာများသောအားဖြင့်အခြေအနေမှာတော့အနေရမရှိပဲမဲ့တစ်ခါတရံမှာsinusitis လို့ခေါ်တဲ့ပိုးဝင်ရောဂါအခြေအနေဖြစ်နိုင်တယ်အဲ့ဒီခါကျလို့ရှိရင်လက္ခဏာတအားပြင်းထန်တယ်ခံစားရတာတအားများတယ်ပေါ့မဟုတ်ဘူးငါတို့ကခပ်ပါပါအခြေအနေပဲအနေရရှိတဲ့အခြေအနေမဟုတ်ဘူးဆိုရင်လည်းပဲကျွန်တော်တို့နေတဲ့တူက quality of life ကိုထိခိုက်စေတယ်နှာစီးနှာခေါင်းပိတ်တဲ့အခြေအနေပဲအဲ့တော့ကျွန်တော်တို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြမယ်အဲ့တော့ဒီဟာဘာကြောင့်ဖြစ်ရတာလဲနှာခေါင်းပိတ်တာဘာကြောင့်ဖြစ်ရတာလဲเนาะကုသမှုမှာဘယ်လိုကုသလဲမဖြစ်အောင်ကျွန်တော်တို့ကာကွယ်မယ်ဘယ်လိုကာကွယ်ကြမလဲဒါအကြောင်းလေးတွေကျွန်တော်တို့ပြောကြမှာဖြစ်ပါတယ်ကျွန်တော်နာမည်ဒေါက်တာဇန်သူလို့ခေါ်ပါတယ်ဒီနေ့ဒီအခြေအနေကကိုတော့ကွန်ပျူတာသုံးမိတ်ဆွေတွေအကျိုးရှိစေပါစေ like and share လေးလုပ်ပေးထားပါကျွန်တော်တို့ဇာတ်လမ်းလေးစလိုက်အောင်အဲ့တော့နှာခေါင်းပိတ်တယ်ပေါ့နော်နှာခေါင်းပိတ်တယ်လို့ကျွန်တော်တို့ပြောတဲ့ကိစ္စကိုအင်္ဂလိပ်လို stuffy nose stuff ကျွန်တော်တို့စိုးနေတယ်ပိတ်နေတယ်ဒါမှမဟုတ်ကျွန်တော်တို့ medical terms နဲ့ဆေးစကားနဲ့ပြောရတဲ့ဆိုရင် nasal congestion လို့ပြောတယ် nasal ဆိုနှာခေါင်းအတွင်းလမ်းကြောင်းမှာကြက်ခဲနေတယ်ပိတ်နေတယ်လို့အဓိပ္ပာယ်ရတယ်အဲ့တော့ဘာကြောင့်ဖြစ်ရလဲဆိုတော့အဲ့နှာခေါင်းအတွင်းလမ်းကြောင်းရောင်ရမ်းနေလို့ပေါ့ရောင်ရမ်းတာကိုကျွန်တော်တို့က rhinitis လို့ခေါ်တယ်နှာခေါင်းအတွင်းလမ်းကြောင်းရောင်ရမ်းတာကို rhinitis လို့ခေါ်တယ်အဲ့တော့အဲ့ rhinitis ဖြစ်ပြီဆိုလို့ရှိရင်သူကဘာဖြစ်လဲဆိုတော့အဲ့နှာခေါင်းထဲကိုကျွန်တော်တို့အရည်တွေတအားများလာတယ်ဘယ်နေရာမှာဆိုရောင်ရမ်းမှုဖြစ်လို့ရှိရင်အရည်တွေတအားများလာတယ်ဥပမာဖြင့်ခေါင်းကိုခိုက်မိလို့ရှိရင်ခေါင်းမှာအာလူးသီးထားလာတယ်အဲ့ဒါဒီရေတွေအများကြီးရောက်လာခြင်းဖြစ်တယ်ဒီနေရာကိုသွေးတွေရေတွေအများကြီးရောက်လာတယ်ရောက်လာပြီးတော့ဒီနေရာမှာပြန်ပြုတ်ပြင်ဖို့ကြိုးစားတယ်ပေါ့အဲ့တော့အကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ရဲ့နှာခေါင်းလမ်းကြောင်းကိုတစ်ခုခုနဲ့တိုက်ခိုက်ခြင်းခံရတော့အခါတိုက်ရခြင်းခံရတယ်ဆိုတာယောဂပုံမှန်တိုက်ခိုက်ခြင်းခံရတာဖြစ်နိုင်တယ်မတည့်တဲ့ allergy ပစ္စည်းတွေမတည့်တဲ့ပစ္စည်းတွေတိုက်ခိုက်ခြင်းခံရတာဖြစ်နိုင်တယ်အစိတ်အတောက်တွေကျွန်တော်တို့အညော့တွေမိခိုးတွေဒါတွေရဲ့တိုက်ခိုက်မှုခံရတာဖြစ်နိုင်တယ်အဲ့လိုတိုက်ခိုက်မှုခံရတဲ့အချိန်တွေမှာကျွန်တော်တို့ရောင်ရမ်းလာတယ်အဲ့လိုရောင်ရမ်းလာလို့ရှိရင်သူဒီဘာဖြစ်လာလဲဆိုတော့သွေးကြောတွေကျဲလာတယ်အဲ့နှာခေါင်းအတွင်းသားတွေရောင်လာတယ်အဲ့လိုမျိုးရောင်ရမ်းလာတဲ့အချိန်တွေမှာဘာဖြစ်လဲဆိုတော့နှာခေါင်းရဲ့လေလမ်းကြောင်းအောင်ဖြစ်သွားလဲဆိုရင်ကျန်းသွားတယ်အဲ့တော့အဲ့ဒါအောင်မှထပ်ပြီးတော့အပေါ်ဘာထပ်ဖြစ်သေးလဲဆိုတော့နှာရည်တွေထွက်တယ်အဲ့နှာရည်တွေကကျွန်တော်တို့ပြစ်စီးစီးတွေကျွန်တော်တို့ထွက်တယ်အဲ့တော့တဝက်လောက်ကနှာခေါင်းအတွင်းသားရောင်ရမ်းမှုကြောင့်လမ်းကြောင်းကျန်းသွားတယ်နောက်ကျန်တဲ့တဝက်လောက်ကဘာဖြစ်လဲဆိုတော့အဲ့နှာရည်တွေပြစ်စီးစီးထွက်မှုကြောင့်အဲ့ပြက်ခဲနေတဲ့နှာရည်တွေနဲ့လမ်းကြောင်းကပိတ်သွားတယ်ပေါ့အဲ့လိုနှစ်ခုနဲ့ကျွန်တော်တို့ပိတ်သွားတဲ့အချိန်ကြလို့ရှိရင်တက်ရှူရတာပို့ပြီးတော့ခက်ခဲတယ်တာမန်ချိန်တွေမှာလည်းနှာခေါင်းထဲမှာနှာရည်တွေခပ်ပါပါကျွန်တော်တို့ရှိနေတယ်နှာခေါင်းအတွင်းလမ်းကြောင်းကိုစွတ်အောင်လှုပ်ထားပေးတဲ့အချိန်တွေပေါ့နော်ဒါပေမဲ့အဲ့လိုမျိုး rhinitis ဖြစ်ပြီဆိုရင်နှာရည်တွေတအားပြစ်လာတယ်လမ်းကြောင်းမှာပိတ်ဆို့မှုတွေဖြစ်လာတယ်တာမန်ချိန်တွေမှာလည်းကျွန်တော်တို့အသက်ရှူလို့ရှိရင်လေတော်တော်သဘောကနှာခေါင်းနှစ်ပေါက်မှာနှစ်ပေါက်စလုံးနဲ့ရှူကြတာနည်းပါတယ်တစ်ပေါက်တည်းပဲရှူကြတာများတယ်ညာဘက်ရှူလိုက်ဘယ်ဘက်ရှူလိုက်ပေါ့ဒါပေမဲ့အဲ့ဒီချိန်ကျတော့တကယ်အပီးအတိုင်ပိတ်သွားတဲ့အချိန်တွေမှာတော့တအားခံစားရတယ်အဲ့တော့ကျွန်တော်တို့ကစကားပြောလို့ရှိရင်နှာသံတွေပေါက်နေတယ်အနံ့ရှူလို့မရတဲ့အခြေအနေတွေဖြစ်တယ်အဲ့တော့ဒါမျိုးတွေဖြစ်တယ်ပေါ့နော်ဒါနဲ့တူတူတွဲပြီးတော့နှာစီးတယ်ဆိုတဲ့အခြေအနေပါဖြစ်တယ်အဲ့တော့ဒီကိစ္စကြောင့်ကျွန်တော်နှာခေါင်းပိတ်တာဖြစ်ရတယ်လို့ကျွန်တော်ဆိုလိုချင်တာပါကဲအဲ့တော့သူ့ရဲ့နောက်ခံအကြောင်းရင်းတွေပါတယ်လေနှာခေါင်းပိတ်တာကိုကျွန်တော်တို့လာတိုက်ခိုက်တဲ့ပစ္စည်းတွေပါတယ်လေဆိုတော့ဖြစ်များဆုံးသောကိစ္စကတော့ကျွန်တော်တို့ virus ပေါ့ယောဂပိုးမတွေတိုက်ခိုက်တယ်ပေါ့အဲ့တော့အခုလိုမျိုးရာသီမှာဆိုလို့ရှိရင်တုပ်ကွေးပိုးတွေဝင်တယ်ဒါဆိုရင်ပိုးမဖြစ်တယ်ဘက်တီးရီးယားပိုးတွေလည်းတစ်ခါတလေတိုက်ခိုက်ခြင်းခံရတယ်အဲ့တော့ဒီကောင်လမ်းကြောင်းဒီတယောက်နှာချီရင်ချောင်းဆိုးရင်ကူးတယ်လို့ပြောတယ်မလားတယောက်ကနှာချီလိုက်တယ်သူ့ရဲ့အမှုံအမွားလေးတွေကျွန်တော်ရှူရှိုက်လိုက်တယ်ရှူရှိုက်လိုက်ရင်ကျွန်တော်ရဲ့နှာခေါင်းလမ်းကြောင်းတို့အာကောင်လမ်းကြောင်းတို့ဒီထဲကိုဝင်သွားတယ်အဲ့ဒီကောင်တွေရဲ့တိုက်ခိုက်မှုကြောင့်ကျွန်တော်နှာခေါင်းပိတ်တာနှာစီးတာတွေဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်တို့က allergy လို့ခေါ်တဲ့မတည့်သောပစ္စည်းပေါ့နော်ဓာတ်မတည့်သောပစ္စည်း allergy ရဲ့သဘောတရားဘာလဲဆိုတော့ဒီပစ္စည်းဒီတာမန်လူတကာနဲ့တဲ့တယ်ကိုယ်ပေါ်မှာလာဒုက္ခပေးတဲ့ပစ္စည်းကို allergy လို့ခေါ်တယ်ဥပမာအဖြစ်မိကုံးဝင်းအနံ့နေတို့เนาะအညော်အနံ့နေတို့ဒါတွေဒီလူတကာနဲ့မတည့်ဘူးလူတိုင်းကိုဒုက္ခပေးတဲ့ပစ္စည်းတွေဖြစ်တယ်အဲ့တော့ဒါကြောင့်ဒါရှူလိုက်လို့ရင်ကြက်တယ်တို့ဘာညာတို့ဆိုရင်ဒါပြဿနာအလောက်မရှိဘူးဒါပေမဲ့အခုကဘာဖြစ်လဲဆိုတော့ပန်းအနံ့ပေါ့အဲ့တော့ပန်းအနံ့ကျွန်တော်တို့ရှူလိုက်တယ်ပန်းဝန်းမုံတွေကျွန်တော်တို့နှာခေါင်းလမ်းကြောင်းတွေကိုဝင်လာတယ်အဲ့လိုဝင်လာရင်ပန်းဝန်းမုံကတကယ်ကိုယ်ဒုက္ခပေးတဲ့ပစ္စည်းမဟုတ်ဘူးဒါပေမဲ့အဲ့ဒါကိုရှူရှိုက်လိုက်တဲ့အခါကျလို့ရှိရင်ကျွန်တော်နှာခေါင်းလမ်းကြောင်းကြောက်ကြက်ပြီးတော့ထပ်မဝင်တော့အောင်ဆိုပြီးတော့လမ်းကြောင်းတွေကိုကောက်ကျန်းလိုက်တယ်ပိတ်ဆို့မှုတွေဖြစ်လာတယ်ပေါ့ဒီသဘောနဲ့ကျွန်တော်တို့ကနှာခေါင်းပိတ်တဲ့ကိစ္စတွေဖြစ်တယ်နောက်တတိယအခြေအနေကတော့ဘယ်အခြေအနေတွေမှာကျွန်တော်တို့နှာခေါင်းပိတ်တာပိုဖြစ်လဲလို့မြင်နောက်အန်ဒီယမ်များတဲ့အခြေအနေဆိုရင် sinusitis လို့ခေါ်တဲ့ထိတ်ကန့်တာအဲ့တော့ထိတ်ကန့်တာဆိုတဲ့အဓိပ္ပာယ်ပါလဲဆိုတော့ဒီခန္ဓာကိုယ်ထဲမှာကျွန်တော်တို့ရဲ့ခေါင်းမှာဒီအယိုးမှာဒီဥကောင်းခွန်ရိုးမှာအပေါက်လေးတွေရှိတယ်အပေါက်နေရာလွတ်ကလေးတွေရှိတယ်အဲ့တော့အဲ့နေရာလွတ်ကလေးတွေကို sinus လို့ခေါ်တယ်ဒီပုံမှာအခုပြထားသလိုမျိုး sinus လေးတွေရှိတယ်တဘောအယိုးတုံးလိုက်ကြီးအယိုးတုံးအပြည့်ကြီးဆိုလို့ရှိရင်ဒီခေါင်းကလေးနေလိမ့်မယ်
အဲ့တော့အဲ့လိုမလေးရလေအောင်သူကဘာလုပ်ထားလဲဆိုတော့ frame လေးတွေပဲရှိပြီးတော့အလဲမှာအပေါက်လေးဟာနဲ့လေးအလွတ်ကလေးတွေလုပ်ပေးထားတယ်အဲ့အလွတ်ကလေးတွေကို sinus လို့ခေါ်တယ်အဲ့ sinus ရှိခြင်းကြောင့်အဲ့လိုလေးပေါက်လေးတွေရှိခြင်းကြောင့်ဦးခေါင်းကပေါ့ပေါ့ပါပါနေနိုင်တာဖြစ်တယ်နှမို့ဆိုဦးခေါင်းကတအားလေးနေမှာပေါ့အဲ့တော့အကြောင်းမျိုးကြောင့်အဲ့ဒီအပေါက်လေးတွေထဲမှာကျွန်တော်ယောဂပိုဝင်တဲ့အခါကျလို့ရှိရင်ခုနကပြောသလိုနှာရည်တွေဒီထဲမှာအများများလာတယ်အရည်တွေတအားများလာတယ်အဲ့တော့အရည်တွေများလာပြီဆိုရင်ခုနလေးပေါက်ရှိသလိုမျိုးရှိတဲ့ကဲတော့ပေါ့မနေပဲနဲ့စတင်ပြီးတော့လေးလန့်လာတယ်ဒီတော့မျက်နှာတွေအရန်လေးလန့်နေမှာခေါင်းတွေအရန်လေးလန့်နေမှာမျက်နှာမှာကြိုက်ခဲမှုခံစားရမယ်ဒါကိုကျွန်တော်တို့ထိတ်ကန့်တာ sinusitis လို့ခေါ်တယ်များသောအားဖြင့်တော့တပတ်နှစ်ပတ်လောက်မှပြီးသွားကြတာများတယ်ဒါပေမဲ့တစ်ခါတရံကြောက်လို့ရှိရင်လာနဲ့ချီပြီးတော့နှစ်နဲ့ချီပြီးတော့ခံစားရတယ်ပေါ့အဲ့တော့ဒီလိုမျိုးနောက်ခံအကြောင်းရင်းတွေအကြောင်းအခုနပြောတဲ့နှာခေါင်းပိတ်တဲ့ကိစ္စနှာခေါင်းအတွင်းလမ်းကြောင်းရောင်ရမ်းတဲ့ကိစ္စတွေဒါတွေဖြစ်ရပါတယ်ကဲအဲ့တော့အဲ့လိုဖြစ်ပြီးဆိုရင်ဘာလက္ခဏာတွေပြလဲပေါ့အဲ့တော့ဒီလူအနေနဲ့ဘာဖြစ်လဲဆိုတာနှာခေါင်းအနံ့မရတော့တဲ့ကိစ္စတွေဖြစ်တယ်ခပ်ပါပါအခြေအနေဆိုရင်နှာခေါင်းအနံ့ရမှုနည်းသွားတယ်ပေါ့ကိုဗစ်လိုမျိုး virus ရဲ့တိုက်ခိုက်မှုခံရတယ်ဆိုရင်တော့ထူးခြားတာနှာခေါင်းအနံ့လုံးလုံးပျောက်သွားတယ်အဲ့တော့နှာခေါင်းအနံ့ရတာနည်းသွားခြင်းသို့မဟုတ်လုံးလုံးပျောက်သွားခြင်းဒါကိုခံစားရတယ်လူတွေကဘာလို့ကြလဲဆိုနှာခေါင်းအနံ့ရော့သွားလားပျောက်သွားလားသိချင်တဲ့အခါကျတော့ပယုတ်စီကိုသွားရှူကြတယ်ဟာပယုတ်စီကဆူးရှသွားတယ်ဒါဆိုတော့ဖြစ်အနံ့ရတယ်ပေါ့ဒါမျိုးတွေကျွန်တော်တို့လုပ်ကြတယ်ပယုတ်စီဒီရှူရှိုက်လို့ရှိရင်ရတဲ့ကိစ္စဒီအဲ့ဒါအနံ့မဟုတ်ဘူးကျွန်တော်ပူခြင်းအေးခြင်းကိုနှာခေါင်းအတွင်းသားခံစားရတာဖြစ်တယ်အဲ့တော့ပယုတ်စီရှူလို့အနံ့ရတယ်ကျွန်တော်တို့ကရှူစေးရှူလို့အနံ့ရတယ်ဆိုရင်ဒီဟာကိုကျွန်တော်တို့ကအနံ့ရတယ်လို့ပြောဖို့ခက်ခဲတယ်အဲ့တော့ရေမွေးရှူကြည့်လို့အနံ့မရဘူးဟင်းထမင်းရဲ့အနံ့မရဘူးဒါဆိုရင်တော့ဖြစ်အနံ့မရဘူးအဲ့တော့အနံ့မရတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့စားသမျှအစာအားလုံးကဒီအရသာကြီးပဲဖြစ်နေအဲ့တော့ကျွန်တော်တို့အနံ့နဲ့ပါဇက်ကအရသာနဲ့ဒီနှစ်ခုပေါင်းတော့မှ flavor အနံ့အရသာလို့ခေါ်တာဟုတ်အခုဘာဖြစ်ပြီလဲဆိုဒီလိုဒီရှာရဲ့အရသာပဲတွေ့တော့တယ်နှာခေါင်းမှာအနံ့မရှိတော့တဲ့ခါကျတော့ဘာစားသူ့ရဲ့ရှာမှာဒီအရသာကြီးပဲဖြစ်နေတယ်အနံ့မရှိတော့တဲ့အတွက်ကြောင့်မလို့အဲ့တော့ဒီလိုဖြစ်လဲဆိုတော့အစာစားခြင်းစိမ့်နဲလာတယ်ပေါ့ဆရာဝန် complain လုပ်တဲ့ချိန်ကျရင်ဘာပြောလဲဆိုတော့ကျွန်တော်ပါဇက်ပြတ်နေတယ်ရှာမကောင်းဖြစ်နေတယ်ဘာစားအရသာမတွေ့လို့ကျွန်တော်မစားပြဘူးအဲ့လိုမစားဘဲနဲ့နေလိုက်ရင်ကျွန်တော်ရဲ့တုပ်ကွေးယောဂပို့တိုက်ခိုက်နိုင်ဖို့ခုခံအားမရှိတော့ဘူးအဲ့တော့ဒီနေရာမှာ तू ကရှာပြတ်တာမဟုတ်ဘူးပါဇက်ပြတ်တာမဟုတ်ဘာပြတ်တာလဲနှာခေါင်းပြတ်တာအဲ့တော့ကျွန်တော်နှာခေါင်းမကောင်းတဲ့အတွက်ကြောင့်မလို့ तू ကအရသာမခံစားရဘူးဒီနေရာမှာကိုကအစားအသောက်ကိုအရသာမခံမယ်နဲ့အစားအသောက်ကိုခွန်အားသဘောထားပြီးတော့အားစိတ်လိုသဘောထားပြီးတော့ပြေဝအောင်ကျွန်တော်တို့စားပေးဖို့လိုအပ်ပါတယ်ဒါအပြင်နှာခေါင်းပိတ်ပြီးဆိုရင်ဒီလိုကအသက်ရှူမှာပါတော့အဲ့တော့တာမန်မှာ तू ကနှာခေါင်းနဲ့အသက်ရှူနေရတဲ့သူကသူကနှာခေါင်းပိတ်သွားတဲ့အခါတခါတလေနှစ်ဖက်စလုံးပိတ်သွားပြီးဆိုရင်ပိုခတ်တာပေါ့နော်အသက်ရှူလို့အဆင်မပြေဘာနဲ့ရှူရလဲဆိုတော့ပါးစပ်နဲ့သွားရှူနေရတယ်အဲ့တော့ဒီအနေထားမှာကျွန်တော်ကဘာမှမလုပ်ပဲနဲ့ငြင်းထိုင်နေတဲ့အချိန်မှာပါးစပ်နဲ့ရှူနေရတယ်ဟူဟာရှူနေတယ်ဘာမှပြဿနာမရှိဘူးဒါပေမဲ့အခုကျွန်တော်လှုပ်တဲ့နေတယ်လို့မျိုးစကားပြောနေတဲ့အချိန်စကားပြောရတဲ့လေကိုထုတ်လဲထုတ်ရတယ်ဝင်လဲဝင်ရတယ်အသက်ရှူအောင်ထားတဲ့အချိန်တွေလည်းရှိတယ်အဲ့တော့ကျွန်တော်စကားစတိုက်ပြောနေအသက်ရှူဖို့အချိန်မရဘူးပေါ့ဆိုတော့ဒီခါကျတော့ဘာဖြစ်လဲဆိုတော့စကားစတိုက်ပြောနေမောတော့မောတယ်နင်းကိုအလောက်ထိပြောရတာဒါမျိုးအတုံးလုံးဆရာတို့ပြောတယ်မလားအတိတ်ပဲပါလဲဆိုတော့စကားပြောနေအသက်များမရှူလေးမရှိကြဘူးဘာလို့ဆိုတော့ပါဇက်ကလေဝင်ထွက်လုံနေရတာအခုဒီလူကနှာခေါင်းမကောင်းဘူးဆိုတဲ့အခါကျရင်စကားပြောရင်နှာခေါင်းနဲ့ခိုးပြီးရှူနေလို့မရဘူးအဲ့တော့ပါဇက်နဲ့စကားပြောရမယ်ပါဇက်နဲ့ပဲအသက်ရှူရမယ်ဆိုတော့စကားပြောလိုက်ရှူလိုက်စကားပြောလိုက်ရှူလိုက်တော့သူ့အနေနဲ့စကားပြောတာတိတ်အဆင်မပြေဘူးကျွန်တော်စကားပြောရင်မောသလိုခံစားရတယ်အဲ့လို့ရှင်မောသလိုခံစားရတယ်ရှူလို့ရှင်သတိထားပြီးတော့ဟူဟာနဲ့ရှူနေရတော့မောသလိုခံစားရတယ်အသက်ရှူမောသလိုခံစားနှာခေါင်းမကောင်းတဲ့ခါကျတော့အတန်ဒီပါဇက်ရောနှာခေါင်းနှစ်ခုစလုံးကထွက်တာအဲ့တော့အခုနှာခေါင်းမကောင်းတဲ့ခါကျတော့နှာခေါင်းကနေမထွက်တဲ့ချိန်ကျရင်အတန်တစ်မျိုးကြီးဖြစ်နေတယ်ကျွန်တော်နှာတန်ကြီးပေါက်နေတဲ့နဲ့အတန်ကဒါမျိုးကျွန်တော်တို့ပြောရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးသဘောနဲ့သူကခံစားရယာယီလက်တလုံးနေရတုတ်ကွေးဖြစ်လို့4-5ရက်လောက်ခံစားရတယ်ဆိုရင်တိတ်ပြဿနာမရှိပဲနာတာရှည်နှာခေါင်းပိတ်တဲ့သူတွေမှာဒီကိစ္စတွေကိုနာတာရှည်ခံစားနေရတယ်ဆိုရင်အခုနကကျွန်တော်ပြောတဲ့ quality of life ကျွန်တော်ဘဝရဲ့ style ဘဝရဲ့ကျွန်တော်အရသာကိုခံစားရတာပျက်စီးစေတယ်ပေါ့အဲ့ဒါကြောင့်မလို့ကျွန်တော်ကဘယ်လိုတွေလုပ်ကြမလဲဆိုတဲ့ကိစ္စတွေကိုဆက်လက်ပြီးတော့ဆွေးနွေးမယ်ပထမဆုံးတော့အိမ်တွင်းကုထုံးပေါ့အိမ်တွင်းကုထုံးကလောက်တဲ့ကိစ္စတွေအများကြီးရှိတယ်တချို့ဟာတွေလည်းအဆင်ပြေတယ်တချို့ဟာတွေလည်းအဆင်မပြေဘူးတယောက်တစ်မျိုးစီပြောကြတယ်ပေါ့နော်ကျွန်တော်လည်းဆန်းပြီးလုပ်ကြည့်ကြတာတွေအများကြီးပဲတခါတလေတချို့ကိစ္စအဆင်ပြေတယ်တခါတလေတချို့ကိစ္စအဆင်မပြေဘူးပေါ့အဲ့တော့တေချာပေါက်ကတော့ဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီရေများများတောက်အောင်အဲ့တော့ရေများများတောက်လို့ရှိရင်ကျွန်တော်တို့ရေဓာတ်တွေတအားများနေမယ်ရေဓာတ်များနေလို့ရှိရင်ကျွန်တော်ရဲ့နှာခေါင်းထဲမှာအုံးနဲ့ပြောတဲ့ကြက်ခဲနေတယ်ဆိုတဲ့ပစ္စည်းတွေဒီအရေးပြောလာမှာဖြစ်တယ်ရေကျဲသွားမယ်အရေးပြောလာမယ်ပေါ့အဲ့တော့နံပါတ်1ကတော့ hydration ကျွန်တော်တို့ရေများများတောက်အောင်န
နံပါတ်2ကဘာလို့ရလဲဆိုတော့ရေနွေးငွေ့ရှူလို့ရတယ် steam ရေနွေးငွေ့ရှူလို့ရတယ်ထမင်းအိုးတည်တဲ့ချိန်ကြလို့ရှင်ထမင်းအိုးဖွင့်လိုက်လို့ရှင်ထမင်းအိုးကနေပြီးတော့ကျွန်တော်တို့အခိုးတွေထွက်နေတယ်မလားအဲ့ထွက်တဲ့အခိုးတွေဒီအဲ့ဒါရေနွေးငွေ့ဖြစ်တယ်ကိုကအဲ့ဒီရေနွေးငွေ့ free သွားရှူလို့ရတယ်ထမင်းအိုးတည်ပြီးပါလို့ရှင်အဲ့ရေနွေးငွေ့ပူပူလေးတွေရှူလိုက်လို့ရှင်ကျွန်တော်တို့နှာခေါင်းလမ်းကြောင်းပွင့်သွားတယ်အဆင်ပြေသွားတယ်ပေါ့ဒါမှမဟုတ်ပင်လယ်သွားတယ် beach သွားတယ်အဲ့ဒီခါကျလို့ရှင်စားရည်ဒါမျိုးရှူတဲ့ချိန်ကြရင်လည်းနှာခေါင်းလမ်းကြောင်းပွင့်နေအဆင်ပြေတယ်တခြားတော့လုံးတဲ့ကိစ္စတွေအများကြီးရှိတယ်ဥပမာအဖြစ်ကျွန်တော်ဖေဆိုင်ငယ်တော့အဲ့လိုနှာခေါင်းပိတ်ပြီးဆိုရင်မလုပ်ပြီးလဲဆိုတော့နယ်ဒိတ်ကိုဒီခေါင်းရဲ့နယ်ဒိတ်ကိုကျွန်တော်တို့အုံးစီပေါ့အုံးစီကိုကျွန်တော်တို့များများရွှဲရွှဲပရ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 ဆိုတော့ထည့်ပြီးတော့ကျွန်တော်တိတ်ပြီးတယ်လိမ့်ပြီးအဲ့လိုလိမ့်ပြီးလိုက်လို့ရှိရင်10ချိန်မှာ6ချိန်9ချိန်လောက်ကချက်ချင်းလိမ့်နေရင်လည်းချက်ချင်းကောင်းသွားတယ်အဲ့တော့ကျန်တဲ့3ချိန်လောက်ကတော့မကောင်းဘူးပေါ့နော်အဲ့တော့ဖြစ်တဲ့ယောဂအောင်နောက်ပြောတယ်နောက်ခံအကြောင်းရင်းပေါ်မူတည်ပြီးတော့အဲ့ဒါမတူဘူးလို့ပြောတာအဲ့တော့ maybe online မှာလူတွေကိုမေးတဲ့ချိန်နှာခေါင်းပိတ်တယ်ဘာလို့မှမလဲအဲ့လိုမေးတဲ့ချိန်ကြလို့ရှင်လူတွေအမျိုးစုံပြောကြမှာဟိုဟာလို့ဒီဟာလို့ဒီဟာလို့ဟိုဟာလို့ငါလှုပ်လိုက်တာချက်ချင်းကောင်းသွားတယ်နင်လှုပ်လိုက်တာကြတော့အဲ့တော့ကိုကလိုက်လှုပ်ကြည့်တယ်အဲ့ဒါလိုက်လှုပ်ကြည့်ပြီးသူပြောသလိုလည်းမကောင်းတော့ဘာလို့မကောင်းတာလဲဆိုတော့အောင်နောက်ပြောတယ်နောက်ခံအကြောင်းရင်းမတူတော့ဘူးခန္ဓာကိုယ်ရဲ့ကျွန်တော်တို့တုံ့ပြန်မှုပုံလည်းမတူတော့ဘူးလို့ပြောချင်တာပါနော်အဲ့ဒါအပြင်တချို့တွေကဘာအကြံပေးကြလဲဆိုတော့တိုင်းရင်းစီမြန်မာတိုင်းရင်းစီမှာဆိုလို့ရှိရင်ဘာလုပ်ခိုင်းလဲဆိုရင်ငရုတ်ကောင်းအစီငရုတ်ကောင်းအစီကိုမနေ့အရာထားတဲ့ချိန်ကြလို့ရှိရင်9လုံးလောက်ကျွန်တော်ဘာလုပ်လဲဆိုတော့9လုံးလောက်ပါဇက်ထဲထည့်လိုက်တယ်ထည့်ပြီးလို့ရှိရင်ကြိတ်သွားလိုက်အရန်နေရထိုင်ရတာခက်ပါတယ်နေရထိုင်ရတာအရန်ခက်တယ်အဲ့တော့ကျွန်တော်ကြိတ်သွားလိုက်ဆက်တယ်ပူတယ်လောင်တယ်အငွေ့တွေကျွန်တော်တို့ထွက်တယ်တယောက်ခံနိုင်ရင်ဆိုတော့မတူဘူးပေါ့နော်အစာပိုင်းတော့ကျွန်တော်လည်းမခံနိုင်ဘူးနောက်ပိုင်းတော့ခံနိုင်ပါတယ်အဲ့တော့ဘာလုပ်လဲဆိုတော့အဲ့ဒီအလုံးတွေကိုကိုက်လိုက်တယ်ကိုက်လိုက်လို့ရှိရင်ပွင့်သွားတယ်အလုံးလေးတိတ်ချကြိတ်သွားအားလုံးကြိတ်သွားပြီးတော့မကြံတော့ဘူးဆိုတဲ့အချိန်ကျမှရေတစ်ခွက်ကျွန်တော်ကတောက်လိုက်တယ်ပေါ့အဲ့လိုမျိုးကျွန်တော်တို့စားလိုက်တဲ့အခါကျရင်ငရုတ်ကောင်းကိုစားလိုက်တဲ့အခါကျရင်ငရုတ်ကောင်းမှာရှိတဲ့အဲ့ဒီအခိုးတွေကတွားပြီးတော့နှာခေါင်းလမ်းကြောင်းကိုတွားပြီးတော့ဖွင့်ပေးတယ်အဲ့တော့ခပ်ပါးလောက်ဖြစ်တယ်ဆိုရင်အဆင်ပြေတယ်ခပ်ပြင်းပြင်းထန်ထန်ဖြစ်တယ်ဆိုရင်တော့အဲ့ဒါအဆင်မပြေဘူးမလုံတော့ဘူးအဲ့ဒါလေးတွေစမ်းလုပ်ကြည့်လို့ရပါတယ်မမတော်ရင်ပြဿနာမရှိပါဘူးကဲကောင်းပြီငါတို့အိမ်နှင်းကုထုံဒီလောက်တဲ့ကိစ္စနဲ့မပြီးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကနှာခေါင်းထဲကိုဆေးတစ်ခုခုထည့်ကြမယ်ပထမဆုံးကဆေးမသုံးခင်အရင်ကျွန်တော်ဗာအကြံပေးလဲဆိုတော့စားရည်လေးတစ်ချက်သုံးကြည့်ဖို့အကြံပေးတယ်စားရည်အဲ့တော့ကျွန်တော်ကပြောရမှာလားပင်လယ်သွားတဲ့ချိန်ကျလို့ရှိရင်တို့လေအသက်ရှူလိုက်လို့ရှိရင်ပင်လယ်ရေဘာဖြတ်လာတဲ့လေကိုရှူလိုက်အသက်ရှူတအားဝါသွားသလိုခြောင်သွားသလိုဒါမျိုးခံစားရတယ်လေဘာလို့ဆိုအဲ့ဒီလေထဲမှာကျွန်တော်စားတတ်အငွေ့အသက်လေးတွေပါလာလို့ကျွန်တော်ရဲ့အိမ်နှာခေါင်းမှာရှိနေတဲ့အောင်နာအချွဲတွေကိုပျက်စီးနေတယ်ဆိုတော့အဲ့ဒီအချွဲတွေနှာရည်တွေကိုအေးပျော်စေတယ်ဆိုတဲ့သဘောပေါ့အဲ့တော့အဲ့ဒီသဘောတရားအတိုင်းပဲကျွန်တော်ကမလုပ်လို့ရလဲဆိုတော့အဲ့နှာခေါင်းထဲကိုစားရည်ထည့်လို့ရတယ်ဒါပေမဲ့အိမ်မှာကိုယ့်ကိုရေတစ်ခုယူစားထည့်ပြီးတော့ထည့်တာကတော့အဆင်ပြေချင်မှပြေပါလိမ့်မယ်စားလိုအပ်မှုကပလေးပဲလိုအပ်တာဘာလို့လိုရလဲဆိုတော့ 0.9% ပဲလိုအပ်တယ်အဲ့တော့ 0.9% ဥပမာအဖြစ်100 gram မှာ1000 gram မှာဆိုလို့ရှိရင်9 gram ပေါ့1000 gram ရေ1 liter မှာဆိုရင်စားအိမ်သုံးစား9 gram ပေါ့နော်အဲ့လောက်ပမာဏပဲသူကလိုအပ်တယ်အဲ့တော့ဒါပေမဲ့အဲ့ဒီရေကလည်းတန့်အောင်မှာအဲ့ဒီစားကလည်းတန့်အောင်မှာဆိုတော့အကောင်းဆုံးတော့ဗာလဲဆိုတော့ဒီစားရည်ကိုကျွန်တော်တို့ဆေးဘူးအဖြစ်နဲ့တက်တက်ရရထုတ်ထားတဲ့ပစ္စည်းလေးတွေသုံးလိုက်ရင်တော့အသင့်လည်းသုံးလို့ရတယ်တန့်တဲ့ရည်လည်းဖြစ်တယ်ပြဿနာမရှိဘူးပို့ပြီးတော့ကောင်းတယ်အဲ့တော့ကျွန်တော်တို့ဈေးကွက်ထဲမှာလာတဲ့စားရည်ဆိုလို့ရှိရင်ဘာအနေနဲ့လာလဲဆိုတော့ Physiodose ဆိုတဲ့နာမည်နဲ့လာတယ် Physiodose ကနာမည်ကြီးပါတယ်ဈေးလဲအလဲလက်လောက်ရှိတယ် maybe တော်တော်မျိုး1000ကိုပေါ့နော်5 ml 1000ကတစ်ခါခလေးသေးသေးလေးဆိုရင်တစ်ခါသုံးလို့ရနိုင်မယ်လူကြီးဆိုလို့ရှိရင်တော့တစ်ခါသုံးလုံးနဲ့ပြီးသွားလိမ့်မယ်အဲ့တော့5 ml 1000ကိုခမန်းကျ800လောက်ရှိမှထင်တယ်သူကအလဲလက်တန်းစားလောက်ဈေးရှိတယ်ဆိုတော့အဲ့ဒါသုံးလို့ရတယ် Physiodose ကျွန်တော်ပါဝင်ပစ္စည်းကဦးနာပြောတဲ့ရေနဲ့စားနေပဲပါဝင်တာဘာနဲ့အချိုးစားခြင်းတူတူပဲလဲဆိုတော့ကျွန်တော် drip blend သွင်းလို့ရှိရင်လက်မှာထည့်တဲ့အငံပလင်းစေလိုင်းချိတ်တဲ့ဆလိုင်းပလင်းနဲ့အချိုးစားခြင်းအတူတူပဲဖြစ်တယ် Physiodose ကောင်းတဲ့နာမည်ကြီးတဲ့တစ်စိတ်ဖြစ်တယ်။နောက်ဒုတိယမှာဆိုရင်လည်းဈေးသက်သာတာဆိုရင် Nasomist ဆိုတဲ့တစ်စိတ်ရှိတယ်။ဒီကောင်ဆိုရင်တပူးကို1200ကနေ1500လောက်ပတ်ဝန်းကျင်ရှိမယ်။ဒီကောင်ဆိုရင်ဈေးအသက်သာတယ်ပေါ့ပြောချင်တာဈေးသက်သာတယ်။တပူး 20ml ပါတယ်။ဒီကောင်5ml ဆိုတော့ဒီကောင်4ပလင်းစာလောက်ရှိတယ်ပေါ့။အဲဒီကောင်ဆိုရင်ကျွန်တော်တို့အပုံလည်းပြန်ပိတ်လို့ရတယ်အဆင်ပြေတယ်။ဒီကောင်တော့ဖွင့်ပြီးမှအပုံပြန်ပိတ်လို့အဆင်မပြေဘူးလေးမလုံးပေါ့နော်။ဒီကောင်အပုံပြန်ပိတ်လို့ရတယ်။ဈေးလည်းတော်တော်ပေါ်တယ်။ဆိုတော့ဒါမှမဟုတ်ဘူးဆိုရင်အကောင်းစားသုံးကျင်တယ်ကို budget ထဲမှာရှိတယ်ဆိုရင်တပူး9000 8000လောက်ရှိတယ် Sun Life ကထုတ်တဲ့ကျွန်တော်တို့ Sea Water Nasal Spray ဆိုပြီးတော့ Sun Life ကနာမည်ကြီးကျွန်တော်တို့အားလုံးမြင်မှုကြတဲ့ဒီရေစုဆေးပြားပါနော်ကျွန်တော် Vitamin C တို့ Multivitamin တို့ရေစုဆေးပြားတွေထုတ်လုပ်တဲ့တစ်စိတ်ဖြစ်တယ် Sun Life ကသူစီရလာတဲ့ Nasal ကျွန်တော်တို့ Sea Water Nasal Spray ပေါ့နော်သူထဲမှာဆိုဘာတွေပါလဲဆိုအောင်လည်းပြောတဲ့စားရည်အပြင် Aloe Vera တို့ပါတော့ကျွန်တော်တို့ရဲ့နှာခေါင်းအတွင်းလမ်းကြောင်းကိုအဆိုဓာတ်လေး moisturizer ပေါ့မျက်နှာကိုlotion လိမ့်သလိုမျိုးနှာခေါင်းအတွင်းလမ်းကြောင်းကို lotion လေးဖြစ်စေမဲ့ပစ္စည်းလေးတွေပါပါတယ်
ဈေးနည်းနည်းကြီးတယ်နှာခေါင်းလည်းအေးမြစေတဲ့ကျွန်တော်တို့ပစ္စည်းလေးတွေထည့်ထားတယ်ဈေးနည်းနည်းကြီးတယ်တပုတ်9000 8000လောက်ရှိတယ်ပါဝင်ပမာဏကတော့ဒီကောင်နဲ့အတူတူပဲ 20ml ပေါ့နော်တစ်စိတ်ကောင်းတယ် brand နဲ့ကောင်းတယ်ကိုယ့်ရဲ့ budget ထဲမှာရှိတယ်ဆိုရင်ဒီဟာလေးလည်းသုံးလို့ရတယ်အဲ့တော့ဘာလို့လုပ်ရလဲဆိုတော့ကိုကဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ခေါင်းမော့ပြီးတော့ပလက်အိတ်လိုက်အဲ့ပြီးလို့ရှိရင်ဒီကောင်ကိုစပြီးတော့အဆက်ကလေးတွေချမယ်ပေါ့အဲ့တော့ဖြန်းတဲ့ပစ္စည်းဆိုလို့ရှိရင်ရွှေဆိုပြီးတော့ကျွန်တော်တို့ဖြန်းမယ်အဲ့လိုမဟုတ်အဆက်ချတဲ့ပစ္စည်းဆိုအဆက်လေးတွေစချ4-5ဆက်ကျွန်တော်တို့စချမယ်စချနေရင်ဖတ်ဆိုပြီးတစ်ချက်ပွင့်သွားပြီဆိုလို့ရှိရင်စမချနေတော့ထပ်ထားလိုက်တော့အဲ့လိုမျိုးအခြေအနေမှာအဲ့စားရည်ဒီပါတော့မှာလေကျွန်တော်ရဲ့နှာခေါင်းအတွင်းလမ်းကြောင်းကိုသွားပြီးတော့အဲ့ချွဲနေတဲ့ပိတ်နေတဲ့ပစ္စည်းတွေကိုအရေကျဲသွားစီမှာအရေပျော်သွားစီမှာဖြစ်တယ်ကျွန်တော်တို့လည်းပြောရမလားအဲ့နှာခေါင်းပိတ်တယ်ဆိုတာအကြောင်းတစ်ခုကြောင့်ပိတ်တစ်ခုကနှာခေါင်းအတွင်းလမ်းကြောင်းလေးတွေရောင်ရမ်းလာမှုကြောင့်လမ်းကြောင်းကနည်းနည်းကျဉ်သွားတယ်ပြီးရင်ဒုတိယတစ်ခုကအဲ့ဒီအထက်မှာရှိတဲ့ချွဲတွေအစီတွေကြောင့်ကျွန်တော်တို့ကပိတ်ရတယ်အဲ့တော့ဒီစားရည်ထည့်လို့ရှိရင်နှာခေါင်းအတွင်းလမ်းကြောင်းရောင်ရမ်းမှုတော့မပြည့်ရသွားဘူးအခုနပြောတဲ့ချွဲနေတယ်ဆိုတော့အဲ့အချွဲအပြည့်အစီတွေတော့အရေပျော်သွားတယ်ပေါ့ဒီသဘောနဲ့ကျွန်တော်တို့အလုပ်လုပ်ပါတယ်အဲ့တော့ကျွန်တော်တခြားသော chemical ပြင်းပြင်းနေမသုံးမနဲ့ဒီစားရည်တွေသုံးကြရင်တဘာဝပစ္စည်းဖြစ်တယ်ဒီမှာဆွဲလန်းမှုဆေးရဲဆွဲလန်းမှုမရှိဘူးခဏနေဆွဲလန်းမှုရှိတဲ့အကြောင်းကိုဆရာတို့ပြောမယ်ဒီဆေးမှာတော့ဒီပစ္စည်းတွေမှာတော့ဆွဲလန်းမှုလည်းမရှိဘူးရေရှည်သုံးလို့ဆိုးကျိုးလည်းမရှိဘူးလုံးဝတဘာဝပစ္စည်းတွေဖြစ်တယ်ဒီအားလုံးနဲ့ကျွန်တော်တို့အဆင်ပြေတယ်ဆိုရင်ဒီအားလုံးပဲသုံးပါဒါပေမဲ့ကိုယ့်ရဲ့အခုနပြောတဲ့ပိတ်တဲ့ကိစ္စကတော်တော်ပြင်းထန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာနဲ့အဆင်မပြေဘူးဆိုလို့ရှိရင်လမ်းကြောင်းကအပီးပိတ်သွားတယ်ချွဲမရှိဘဲနဲ့နှာခေါင်းလမ်းကြောင်းကရောင်းရင်နဲ့အပီးပိတ်သွားတယ်အဲ့ဒီခါကျရင်တော့ကျွန်တော်တို့ကနည်းနည်းလေး chemical ပါတဲ့ပစ္စည်းလေးတွေတောင်းရမှာဖြစ်တယ်ဥပမာအဖြစ်ဘယ်လိုပစ္စည်းတွေလဲဆိုတော့ Afrin လိုမျိုးပစ္စည်းပေါ့နော်အဲ့တော့ပါဝင်ပစ္စည်းအနေနဲ့ကျွန်တော်တို့ oxymetazoline လို့ခေါ်တယ် brand နာမည်က Afrin ဆိုတဲ့တစ်စိမ့်နဲ့လာတယ်အဲ့တော့တော်တော်များများနှာခေါင်းပိတ်တဲ့သူကဒီ Afrin တစ်စိမ့်ကိုကျွန်တော်တို့ကကြားဖို့မှာပါသုံးမှုမှာပါအဲ့တော့ဒီကောင်ဘာလုပ်ပေးလဲဆိုရင်သွေးကြောတွေကိုကျင်းစေတယ်နှာခေါင်းအတွင်းလမ်းကြောင်းမှာတွားပြီးတော့သွေးကြောတွေကိုကျင်းစေအဲ့တော့အဲ့လိုသွေးကြောကျင်းအားကျွန်တော်ရောင်ရမ်းမှုကိုတက်တာစေတယ်နည်းနည်းလေးနှာခေါင်းကျယ်ပါတယ်ပေါ့ခက်တာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ခုနပြောတဲ့ saline expectorant အခုနကပြောတဲ့ saline နှာခေါင်းပွင့်စီစားရည်နှာခေါင်းပွင့်စီနဲ့ပြီးရင်အဲ့ဒါပဲသုံးပါအဲ့လိုမဟုတ်ဘဲနဲ့စားရည်နှာခေါင်းပွင့်စီနဲ့မပြီးတော့အခါမှသာဒီပစ္စည်းသုံးလို့ပြောတာအဲ့တော့အဲ့ဒါသုံးလို့ရှိရင်နှာခေါင်းပွင့်လာဆိုတော့ပွင့်တယ်ဒါပေမဲ့သူဒီရေတို300တော့ပစ္စည်းဖြစ်တယ်လူအများစုအဲ့ဒါကိုမသိကြဘူးစိတ်ဆိုင်အများစုလည်းဒါကိုမသိကြဘူးလွယ်လွယ်နှာခေါင်းပိတ်တယ်ထဲတဲ့ဆေးပေးပါတရားကိုတော်ပေးလိုက်တယ်အဲ့တော့ကျွန်တော်သတိပေးချင်တာပါလဲဆိုတော့ဒီကောင်ဒီရေတို300တဲ့ပစ္စည်းဖြစ်တယ်တတ်နိုင်တယ်လို့3ရက်ထပ်ပို့ပြီးတော့မ3ရပါဘူးအခုပွင့်သွားတဲ့အဆင်ပြေတယ်3ရက်ထပ်ပို့3လို့ရှိရင်ဘာဖြစ်တယ်လဲဆိုတော့ခန္ဓာကိုယ်ကအကျင့်ပါသွားတယ်အကျင့်ပြတ်သွားတယ်ဒီကောင်မထည့်ပဲနဲ့နှာခေါင်းမပွင့်တော့ဘူးအဲ့လိုမျိုးကျွန်တော်တို့ဖြစ်သွားတယ်အဲ့တော့ဘာလို့စေချင်လဲဆိုတော့အခုလက်ရှိဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့ဆွဲလန်းနေတော်သူများကကျွန်တော်တို့ပြောတဲ့စားရည်တွေပြောင်းသုံးကြည့်ပါကိုယ့်အချိန်နဲ့တအားပြင်းထန်နေဆိုရင်တော့ဒီဟာနဲ့မတိုးဘူးပေါ့နော်အခုကိုယ့်အချိန်နဲ့ခပ်ပါပြော့တယ်ဆိုရင်တော့စားရည်နဲ့အဆင်ပြေသွားရင်စားရည်ပဲရေရှည်သုံးပါလုံးဝဆိုရင်ကျွန်တော်တို့ဒီဟာကတော့ပြင်းထန်တယ်ကျွန်တော်တို့ခဏနှာခေါင်းအကျင့်ပါသွားတာဖြစ်တတ်တယ်အခက်မတင်တချို့သူတွေမှာနှာခေါင်းမအလုံးတဲတာပါညာဒီကိစ္စမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့အဲ့တော့ကျွန်တော်မဖြစ်မနေမဟုတ်လို့ရှင်ဒီအောင်မသုံးပါနဲ့အောင်နဲ့ပြောတဲ့စားရည်နဲ့မပြီးဘူးဆိုမှပဲဒီအောင်သုံးပါကဲအဲ့ဒါနဲ့လည်းမပြီးဘူးကျွန်တော်တို့နာစီးတဲ့ကိစ္စနှာခေါင်းပိတ်တဲ့ကိစ္စတော်တော်ကြာနေပြီဒီဟာထဲတာလည်းအဆင်မပြေဘူးအဲ့ဒီခါကျလို့ရှင်ဆရာဝန်ကဒီထက်ပိုပြီးတော့ပြင်းတဲ့နှာခေါင်းရောင်ရမ်းမှုတက်တာစေတဲ့ဆေးတွေပေးပါလိမ့်မယ် steroid ဆေးအမျိုးအစားတွေဖြစ်ပါတယ်အဲ့တော့ steroid မှာဆိုရင် fluticasone nasal spray ဆိုပြီးတော့လာတယ်နှာခေါင်းထဲကိုဖြန်းတဲ့ပစ္စည်းပေါ့ဒီဟာဖြန်းလိုက်တဲ့ချိန်ကျနှာခေါင်းလမ်းကြောင်းထဲမှာရောင်ရမ်းမှုတက်တာပါတယ်ကျွန်တော်တို့ကနှာခေါင်းချောင်သွားတယ်ပွင့်သွားတယ်နောက်တစ်ခါထပ်ပြီးတော့ allergy ဓာတ်မတည့်မှုကြောင့်ဖြစ်မဲ့ပစ္စည်းတွေကိုဒီကောင်ကကာယံမိသားတားဆီးပြီးသားဖြစ်ဒါပေမဲ့သူ့မှာဘာဖြစ်လဲဆိုတော့စိုးကျိုးတွေလည်းရှိတယ်ဘယ်လိုစိုးကျိုးတွေရှိလဲဆိုတော့ဒီကောင်သုံးတဲ့ချိန်ကြလို့ရှိရင်ရောဂါပိုးမွားတွေပို့ပြီးတော့ပေါက်လာစေတယ်အဲ့တော့ကိုယ့်ရဲ့နှာခေါင်းပိတ်ခြင်းသည်နာစီးလို့ပိတ်တာပိုးမွားဝင်လို့ပိတ်တာအဲ့တော့အဲ့လိုချိန်တွေကိုဒီပစ္စည်းသုံးတဲ့ချိန်ကြလို့ရှိရင်အခုနပြောတဲ့ပိုးမွားပို့ပြီးတော့ပေါက်လာမယ်ပိုးမွားပိုများလာမယ်နှာခေါင်းလမ်းကြောင်းမှာမှုန့်တွေကျွန်တော်တို့ပို့ပြီးတော့များလာမယ်လို့ပြောတယ်အဲ့တော့ဒီ fluticasone nasal spray steroid မျိုးစားဆေးများသည်လုံးဝကိုယ့်သဘောနဲ့ကိုယ်တောင်းရတဲ့ပစ္စည်းတွေမဟုတ်ပါဘူးဆရာဝန်နဲ့တိုင်ပင်ပြီးမှဆရာဝန်ညွှန်ကြားမှတောင်းရတဲ့ပစ္စည်းတွေဖြစ်တယ်နောက်ဆုံးအဆင်မပြေရင်တော့ဒီဟာကိုကျွန်တော်တို့သုံးပါလိမ့်မယ်ဒီထက်လည်းထပ်ပြီးတော့အဆင်မပြေသေးရင်လောက်ဆရာနီးလန်းနေအများကြီးရှိသေးတယ်နားနှာခေါင်းလေချောင်းဆရာဝန်နဲ့တော့ပြရမယ်ပေါ့နော်ဆိုတဲ့ခါကျလို့ရှိရင်သူကနားနှာခေါင်းလေချောင်းအတွင်းထဲကိုမှန်မြောင်းထည့်ပြီးတော့ကြည့်မယ်အထဲထဲမှာ polyp လို့ခေါ်တဲ့နာသီးကျွန်တော်အလုံးကျိတ်တွေထပ်ပြီးတော့ရှိနေလားမရှိနေလားအထဲမှာလမ်းကြောင်းအပီးပိတ်ဆို့နေလားဒါမျိုးပိတ်ဆို့နေတယ်ဆိုရင်တော့သူကနှာခေါင်းလမ်းကြောင်းအတွင်းလမ်းကြောင်းခွဲစိတ်တာတို့ချဲ့တာတို့ဒါမျိုးကိစ္စတွေလောကောင်းလောက်ရမှာပေါ့အခြေအနေအရာပေါ့အဲ့တော့ဒီနည်းတွေနဲ့ကျွန်တော်တို့ကကိုယ်တိုင်
ဒါအပြင်ပါဇက်ကနေပြီးတော့တောက်ဆေးလိုအပ်လို့ရှိရင်တောက်ဘဲချင်းနေမှာတောက်မလဲဆိုတော့နှာပါတွဲပြီးတော့စီးတယ်ဆိုရင်တောက်နှာခေါင်းပိတ်တာနဲ့မကပဲနဲ့တချို့သူတွေမှာနှာခေါင်းပိတ်လဲပိတ်နေတယ်ဘဲကမှမသိတဲ့နာစီးတဲ့ကိစ္စပါကျွန်တော်တို့ကတွဲပြီးတော့ဖြစ်နေအဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်တော့နာစီးပြောက်စေးတောက်အောင်ပဲပေါ့ဒီနေရာမှာကျွန်တော်နာစီးပြောက်စေးကိစ္စကိုနည်းနည်းလေးတဲကွဲအောင်ထပ်ပြီးတော့ angle တစ်မျိုးကနေပြီးတော့ပြောလိုက်စေချင်နာစီးပြောက်စေးလို့ပြောရင်လူတိုင်းသိပါတယ်ဟဟလား cetirizine တို့ alladine တို့ loratadine တို့ levocetirizine တို့ bamidone chlorpheniramine တို့စသဖြင့်ဒီဆေးတွေကိုကျွန်တော်တို့ကအများကြီးသုံးကြတာသိပါလိမ့်အဲ့တော့ကျွန်တော်တို့ကအမျိုးအစားနှစ်မျိုးရှိတယ်နာစီပြောက်ဆေးတွေမှာ first gen လို့ခေါ်တဲ့ကျွန်တော်တို့ပထမမျိုးဆက်နာစီပြောက်ဆေးပါနော်ဘာမီတွန်လိုမျိုးနာစီပြောက်ဆေးဟာပထမမျိုးဆက်နာစီပြောက်ဆေးဖြစ်တယ်ဒီကောင်တွေကအရန်အိမ်ငိုက်ပါတယ်ဒုတိယကျွန်တော်တို့အတန်းစားဒုတိယမျိုးဆက်နာစီပြောက်ဆေးဖြစ်တဲ့ cetirizine တို့ alladine တို့ဒီကောင်တွေကတော့အိမ်ငိုက်တဲ့ပမာဏနည်းပါတယ်တောင်ယုံအဲ့သိအိမ်မငိုက်ဘူးပေါ့နော်အဲ့တော့ဒီကောင်ကဒုတိယကျွန်တော်တို့မျိုးဆက် antihistamine လို့ခေါ်တဲ့နာစီပြောက်ဆေးဖြစ်တယ်ဒီမှာဒီကောင်ကအလုံးလုံးပေါ်မှာပါလဲဆိုတော့ allergy ဓမ္မတန်မှုကြောင့်ဖြစ်တဲ့နှာစီးတာပဲတတ်တာစီမှာဖြစ်တယ်လို့သဘောပေါက်ပြရအဲ့တော့ဥပမာဖြင့်ကျွန်တော်တို့ကဘာကြောင့်နှာစီးတာလဲဘာကြောင့်နှာခေါင်းပိတ်တာလဲဖုံနေရှူလိုက်လို့နှာခေါင်းပိတ်တာဘာကြောင့်လဲကြောင်နေခွေးတွေနာရောက်သွားလို့နှာစီးနှာခေါင်းပိတ်တာဒါဆိုရင်ကိုယ့်ရဲ့နှာစီးခြင်းကအဲ့လိုမျိုးဓမ္မတန်မှုကြောင့်ဖြစ်တဲ့နှာစီးမှုကိုပဲဒီ cetirizine တို့ alladine တို့ကတတ်တာစီမှာဖြစ်တယ်အကယ်၍များ virus အခုနပြောရာသီတုပ်ကွေးကြောင့်ဖြစ်တဲ့နှာစီးမှုဆိုရင်ဒီကောင်နဲ့တတ်တာစီမှာမဟုတ်ပါဘူးအဲ့တော့ရာသီတုပ်ကွေးတောင်းနှာစီးမှုနှာစီးတယ်ဆိုလို့ရှိရင်တော့ဖြင့်ကျွန်တော်တို့ဒီအခုနအိမ်ငိုက်စီတဲ့ဘာမီတွန်နဲ့ပဲတတ်တာစီမယ်ဒါတော့မှ20% 30% တော့ပဲတတ်တာစီမှာဖြစ်တယ်လို့ပြောကြတယ်အဲ့တော့နှာစီးရင်ဘာလုပ်လို့ရလဲကိုယ့်ရဲ့အနေထားမှာနာစီပြောက်စီတွေတောက်လို့ရတယ်ကိုယ့်သဘောနဲ့ကိုယ်တောက်လို့ရတယ်အပေါ် cetirizine တို့ alladine တို့ဆိုရင်တစ်နေ့တစ်ချိန်တောက်ရတဲ့ပစ္စည်းဖြစ်တယ်ဘာမီတွန်ဆိုရင်အနည်းဆုံးတစ်နေ့2ချိန်တောက်ရတဲ့ပစ္စည်းဖြစ်တယ်ဘာပြောထားလဲကျွန်တော်ကဓမ္မတက်မှုကြောင့်မတဲ့တာရှူမိစားမိပါလို့နာစီးတယ်ဆိုရင် cetirizine alladine တောက်လို့ရပါတယ်တစ်နေ့တစ်ချိန်တောက်ပါအဲ့လိုမဟုတ်ဘူးတုပ်ကွေးဖြစ်တယ်ဖျားတယ်ချောင်းဆိုးတယ်ကိုယ်လက်ကိုက်ခဲတယ်ဒါနဲ့တူတူမှနှာစီးနှာခေါင်းပိတ်တာဆိုရင်တော့ဖြင့်အဲ့နှာစီးတာဒီဟာနဲ့တက်တာစီမှာမဟုတ်ဘူးဘာတောက်ရမလဲဘာမီတွန်တောက်ရမယ်ဒါမှမဟုတ်ဘာမီတွန်နဲ့အမျိုးအစားချင်းနီးစပ်တဲ့တူတဲ့ဆေးတွေဥပမာဖြင့်cinarizine တို့ diphenhydramine တို့ dimenhydrinate တို့ဒါမျိုးပစ္စည်းတွေလည်းတောက်လို့ရပါတယ်။တစ်နေ့ကိုအနည်းဆုံး2ကြိမ်လောက်တောက်ရမယ်။အိမ်ငိုက်ပါတယ်။ဒါပေမဲ့ဒီကောင်ပဲကျွန်တော်တို့တုပ်ကွေးကြောင့်ဖြစ်တဲ့နာစီးတာကိုဒီကောင်နဲ့ပဲတက်တာစေမယ်လို့ပြောချင်တာ။ရမလား။အဲ့တော့ကျွန်တော်တို့ဒီနာစီးပြောက်ဆေးလေးတွေလည်းတောက်လို့ရပါတယ်။အဲ့တော့အချိန်ကြီးအရကျွန်တော်တို့ကအခုနကိုယ့်ရဲ့အိမ်လောက်တဲ့ကိစ္စတွေနဲ့အဆင်မပြေဘူးဆိုတဲ့အချိန်ကျရင်လိုအပ်လို့ရှိရင်စေကန်းကျွန်တော်တို့တော့ပြရမှာပေါ့အဲ့တော့ဘယ်အချိန်တွေမှာစေကန်းပြမလဲအချိန်တွေအရကျွန်တော်တို့ကကိုယ့်ရဲ့နာစီနှာခေါင်းပိတ်တဲ့ကိစ္စဒီ10ရက်ကျော်လာပြီဆိုလို့ရှိရင်ဒါကိုနာတာရှိနာစီနှာခေါင်းပိတ်တယ်လို့ခေါ်တယ်ဒါဆိုရင်ကိုယ်ကစေကန်းတော့ပြပါဥစားပထမ GP ကျွန်တော်မိသားစုဆရာဝန်နဲ့တိုင်းမင်ပါပြပါအခုနကကျွန်တော်ပြောထားတဲ့ဆေးလေးတွေရှိတယ် Afrin တို့ nasal spray ကျွန်တော်တို့ steroid nasal spray တို့ဆရာဝန်ညွှန်ကြားချက်နဲ့မှတောင်းအောင်မယ်ဆိုတဲ့ပစ္စည်းလေးတွေရှိတယ်အဲ့ဒါလေးတွေကိုဓာတ်ပုံပြပြီးတော့တိုင်းမင်ပါကျမကဒီဆေးတွေတောင်းရင်အဆင်ပြေမလားဒီဆေးတောင်းရင်ကျမနဲ့အဆင်ပြေပါမလားကျမခံနိုင်ရင်ရှိပါမလားဘယ်လိုတောင်းရမှာလဲဒါဆရာဝန်နဲ့တိုင်းမင်ဖို့အတွက်ကျွန်တော်တို့ပြောခြင်းဖြစ်တယ်အကယ်၍များအဲ့ဒီ GP ဆရာဝန်ကပြောမယ်မဟုတ်ဘူးဒါကျွန်တော်ကိစ္စမဟုတ်ဘူးဒါအခုဖြစ်နေတဲ့ကိစ္စကတော်တော်ပြင်းထန်တဲ့ကိစ္စအဲ့တော့ဖြစ်တဲ့ကိစ္စအတွက်ကနားနှာခေါင်းလေကြောင်ဆရာဝန်နဲ့မှပြရမယ့်ကိစ္စဒါဆိုရင်လည်းနားနှာခေါင်းလေကြောင်ဆရာဝန်ကိုသူကချိန်ပေးပါလိမ့်မယ်ကျွန်တော်ဆက်ပေးပါလိမ့်မယ်အဲ့ဒီခါကျလို့ရှင်နားနှာခေါင်းလေကြောင်ဆရာဝန်ကိုတော့ပြမယ်နားနှာခေါင်းလေကြောင်ဆရာဝန်ဘာလုပ်မလဲအထဲထဲကိုမှန်မြောင်းထည့်ပြီးတော့ကြည့်မယ်လမ်းကြောင်းမှာကျိုးပဲ့နေတာရှိလားပိတ်ဆို့နေတာရှိလားအလုံးအကျိတ်ရှိလားအကယ်လို့ရှိတယ်ဆိုလို့ရှိရင်တော့ဒါကိုခွဲစိတ်မှပဲတက်တာမှာဖြစ်တယ်အဲ့လိုမဟုတ်ဘူးအလုံးအကျိတ်ရှိနေတယ်ပြင်ပကနေပြီးတော့ဘာမှမလုပ်ဘဲနဲ့တောက်ဆေးတောက်နေတဲ့ဒီဟာတက်တာတော့မှာမဟုတ်ဒါအပြင်ကိုယ့်ရဲ့နာစီနှာခေါင်းပိတ်ခြင်းဒီဘာနဲ့တွဲနေလဲကျွန်တော်တို့ခေါင်းကိုက်တာနဲ့တွဲနေတယ်ဖျားတာနဲ့တွဲနေတယ်ဒါဆိုတော့ဖြင့်တခြားသောဆေးတွေလိုအပ်လိမ့်မယ်အဖျားကျဆေးတွေအကိုက်ခဲပြောက်ဆေးတွေဒါနဲ့ပတ်သက်ပြီးလိုအပ်တဲ့ဆေးတွေကျွန်တော်တို့တောက်ရလိမ့်မယ်ဒါအပြင်ကျွန်တော်တို့ကအိမ်နာစီနှာခေါင်းပိတ်တဲ့အခြေအနေမှာဖြစ်တဲ့နှာစီးခြင်းဒီနှာခေါင်းစီးတဲ့ပစ္စည်းကအဝါရောင်ပြပြစီစီတွေစီးနေတယ်အစိမ်းရောင်ပြပြစီစီတွေစီးနေတယ်စီးတဲ့အိမ်နှာရည်ကလည်းအနံ့ပါတယ်ဟုတ်ပြီလားမျက်နှာမှာဒီနေရာတွေမှာဒီပါးနှလုံးနေရာပါးနိလိန်တဲ့နေရာနဲ့ဒီမျက်ခုံးရဲ့အပေါ်နေရာတွေမှာမျက်နှာပါကိုက်ခဲမှုတွေဖြစ်တယ်ဒါဆိုရင်တော့ဖြင့်ကျွန်တော်တို့ကြောက်တယ်ဘာလို့ကြောက်လဲဆိုတော့ခုနကအစပြောတဲ့ sinusitis လို့ခေါ်တဲ့ထိတ်ကနာယောဂအခြေအနေကိုကြောက်တယ်အဲ့ထိတ်ကနာယောဂအခြေအနေအတွက်တော့လိုအပ်လို့ရှင်ပိုးသက်စီတွေတောက်ရပါလိမ့်မယ်အဲ့တော့ထပ်မဖြစ်အောင်ဘယ်လိုကာကွယ်မလဲလို့မင်းရင်ကျွန်တော်ကပြောသလို virus ပိုးကြောင့်ကျွန်တော်တို့ဖြစ်တယ်ဒါမှမဟုတ်ဓမ္မတက်ပစ္စည်းကြောင့်ဖြစ်တယ်လို့ပြောခဲ့တယ်မလားအဲ့တော့ virus ပိုးကြောင့်ဖြစ်တယ်ဆိုရင်အဲ့ virus ပိုးခဏမဖြစ်အောင်တုပ်ကွေးခဏမဖြစ်အောင်ဘာလုပ်ရမလဲဆိုတော့လက်သေးချာကျွန်တော်တို့ဆေးရမယ်အေးရွားအောင်အေးရမယ်အဲ့တော့ကိုယ်ခါရှိနေတယ်ဆိုတော့မှတရားကိုကျွန်တော်တို့က
ပိုးခဏခဏမဝင်အောင်ကောက်ွယ်ရရောက်လိမ့်မယ်အကယ်လို့ကိုကြောင်းသွားတဲ့အချိန်အလုပ်သွားတဲ့အချိန်မှာတယောက်ကနာစီချောင်းဆိုးဖြစ်နေတယ်ဆိုရင် max ကိုတတ်ထားရမယ်အဲ့လိုတတ်ထားခြင်းဖြင့်သူ့ရဲ့နာစီချောင်းဆိုးပိုးကိုယ့်စီကိုရောက်ရှိမှုနည်းပါလိမ့်မယ်အဲ့လိုနည်းတဲ့အချိန်ကျရင်ဦးနာကျွန်တော်ပြောတဲ့ခဏခဏနာစီနှာခေါင်းပိတ်တာမဖြစ်ဘူးပေါ့နော်အဲ့တော့ကိုကငကိုခဏခဏနာစီတက်တယ်နှာခေါင်းပိတ်လဲကိုအတွက်အလူလိမ့်ခံစားရတယ်ဆိုရင်ဒါလေးတွေကြိုလောက်ထားပါတမတဲ့ပစ္စည်း allergy ဘာနဲ့မတက်ရလဲကိုယ့်ကိုရှာပါအဲ့ဒါဆရာဝန်ရှာပေးလို့မလွယ်ဘူးအဲ့ဒါကိုယ့်ကိုရှာရမယ်ငါဒီဘာရှူရှိုက်လိုက်ရင်ဘာကင်လိုက်ရင်ဘာထိတွေးလိုက်လို့ရှိရင်ငါနာစီးွားတာလဲ allergy ဖြစ်တာလဲအဲ့ဒီကိစ္စလေးကိုကိုယ့်ကိုရှာပါရှာပြီးအဲ့တော့တက်နိုင်သလောက်ရှောင်ထားပိတ်ထားမယ်အဲ့လိုရှောင်ထားပိတ်ထားခြင်းအပြင်ကျွန်တော်တို့ကအဲ့ဒါတက်တာစေတယ်ဥပမာပြင်ကိုကဖုံမုံနေအရန်ပေါ်တဲ့နေရာမှာနေတယ်အဲ့တော့ဖုံမုံရှူရှိုင်းမိရင်ကျွန်တော်တို့ဒီပြဿနာဖြစ်တယ်ဘာလို့လဲရလဲဆိုတော့ကိုကအခန်းကိုအလုံးပိတ်ပြီးတော့ထားမယ်အဲကွန်ဖွင့်ပြီးတော့နေမယ်အဲကွန်ကလာတဲ့လေက filter လေးစကားကိုဖြတ်တန်းပြီးလာရတဲ့တကြောင်မလို့ဖုံမုံတွေကိုတချို့တစ်ဝက်လောက်တားဆီးပြီးသားဖြစ်တယ်ဒါပေမဲ့လည်းမီးမလာရင်လည်းဘာမှမတတ်နိုင်ဘူးပေါ့နော်ဘာလို့လဲရလဲဆိုတော့အိမ်မှာ humidifier လို့ခေါ်တယ်ရေဓာတ်များစေတဲ့ပစ္စည်းလေးတွေကဆက်ကလေးတွေဖွင့်ထားလို့ရတယ်အခုဆိုရင်မကြခင်ဆောင်းတွင်းလာပြီးနှွေးရသည်လာပြီးဒါဆိုရင်ကျွန်တော်တို့ရဲ့အခန်းထဲမှာဆိုရင်6သိမ်းမှုတွေတအားများလာပြီနှာခေါင်းပိတ်တဲ့ကိစ္စတွေတအားများလာပြီအဲ့တော့ humidifier ဆိုတဲ့ဆက်ကလေးတွေ Facebook မှာအများကြီးရှာဝယ်လို့ရပါတယ်အဲ့ဒါလေးတွေမှာရေထည့်ပြီးတော့ကိုယ်ဆက်ဖွင့်ထားမယ်ရေငွေ့လေးတွေရှိနေမယ်ဆိုလို့ရှိရင်အဲ့ဖုံမုံတွေကရေငွေ့နဲ့ထိတွေ့ပြီးတော့မြေကြီးကိုကျလာမယ်ကွာတပြက်စီးလဲလိုက်ရုံပဲပေါ့ဒါဆိုကိုယ်တက်နှာခေါင်းပိတ်တာကိုကာကွယ်ပြီးသားဖြစ်လိမ့်မယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီလေတဲတိုက်တဲ့နေရာလေးတို့ရှောင်ထားမယ်ဥပမာဖြင့်ပန်ခါလေတို့အဲကွန်လေတို့စသဖြင့်အဲ့လိုဒဲတိုက်တဲ့နေရာမှာအကြာကြီးထိုင်တာနေတာမလုပ်ပါနဲ့လို့ပြောတာအဲ့တော့ကိုကအဲ့လိုပန်ခါလေအဲကွန်လေဒဲလာတဲ့နေရာမှာနေရင်ဒီလေထဲမှာရှိတဲ့ပိုးမွားတွေကကိုယ်နှာခေါင်းထဲကိုတိုက်ရိုက်ဝင်ဖို့အလားအလာပိုများတယ်နှာခေါင်းပိတ်နာစီရဲ့ကိစ္စဖြစ်ဖို့အလားအလာပိုများတယ်လို့ပြောချင်တာပါအဲ့တော့ဒီနီးလန်းနေနဲ့ကျွန်တော်တို့ကတတ်နိုင်တဲ့လောက်ကောက်ဝယ်ဖို့ကြိုးစားကြတာပေါ့အဲ့တော့ဒါလေးပြောရင်းနဲ့ပဲဒီနေ့ကျွန်တော်တို့ကနေကောင်းချုပ်ပါတယ်အစီအစဉ်လေးကိုအဲ့တော့အခုချိန်မှာဆိုရင်နာစီနှာခေါင်းပိတ်တာနဲ့ပတ်သက်ပြီးတော့ဘာကြောင့်ဖြစ်ရတာလဲကျွန်တော်တို့ဘယ်လိုတွေကာကွယ်ရှောင်ရှားလို့ရတယ်ဖြစ်ပြီဆိုရင်ဘယ်လိုတွေကျွန်တော်တို့ကုသကြမလဲဒါနဲ့ပတ်သက်ပြီးတော့တည်သွားပြီလို့မျှော်လင့်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းနာတာရှင်နာစီနှာခေါင်းပိတ်ဖြစ်ခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီလူတွေရဲ့ခံစားမှုကိုကျွန်တော်ကိုယ်တိုင်နားလဲတယ်ပေါ့နော်အဲ့တော့ဒီကနေပြီးတော့တခုခုအကျိုးရှိစေမှာလို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကတော့ဒေါက်တာဇွဲလင်းသူလို့ခေါ်ပါတယ်ဒီစီစဉ်ကကိုယ့်မိသားစုမိတ်ဆွေတွေအကျိုးရှိစေမှာဆိုရင် like and subscribe လုပ်နေထားပြီပါနောက်ဘက်ဆရာတို့ပြန်လာဆွေးနွေးကြမယ်အားလုံး have a good day bye bye